Aquarius ခုံရာသီဝါများအတွက်2026ခုနှစ်ဩဂတ်လတလစာဟောစတန်အခုပထမဆုံးအခြေအနေနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြပြပေးခြင်းပါတယ်ရှင်ဒီလအစမှာနူးညံ့ပြောင်းတဲ့စီချက်နဲ့စတင်မှာဖြစ်ပြီးတော့စိတ်ခံစားမှုဆိုင်ရာပွင့်လင်းမှုနဲ့နှဆိုင်တဲ့ဆက်ဆံရေးတွေရရှိလာပါမယ်လူလွတ်တဲ့အနေနဲ့ဟန်ဆောင်မှုတဲ့စိတ်ဝိညာဉ်ချင်းထိတွေ့နိုင်တဲ့စိတ်အေးချမ်းပြီးယူသားသူထံမှာဆွဲဆောင်မှုခံရပါလိမ့်မယ်စိတ်ရှိသူများအတွက်အချိန်လျှော့ပြီးနားထောင်ပေးရမယ့်အချိန်ဖြစ်ပြီးတော့ပွင့်လင်းစွာစကားပြောဆိုခြင်းဖြင့်မမျှော်လင့်ထားတဲ့တိုးတက်မှုများရရှိလာပါလိမ့်မယ်ကိုဘက်ကဟန်ဆောင်မှုမရှိစစ်မှန်တဲ့ပုံစံအတိုင်းထုတ်ဖော်ခြင်းတွင်တန်ရောစင်များနဲ့ရင်းနှီးမှုများပုံပွင့်လန်းလာပါလိမ့်မယ်လလယ်ပိုင်းမှာအခြေအေးဟာမိမိရဲ့ကိုယ်ပိုင်တိုးတက်မှုကိုပြန်လည်ရောင်ပြန်ဟပ်ပေးတဲ့မှန်ချက်တစ်ခုလိုဖြစ်လာပါလိမ့်မယ်လူတို့တွေကတော့ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲမိမိကိုယ်လေးစားမှုကြောင့်လက်တွဲပေါ်ရွေးချယ်ရာတွင်ပုံစီစစ်လာကြပါလိမ့်မယ်ချစ်သူရှိသူများအနေနဲ့ကိုယ်ပိုင်ဧရိယာနဲ့ပေါင်းစပ်မှုကြောင့်မျှတအောင်တိုင်ပင်ညှိနှိုင်းရပါလိမ့်မယ်နားတန်ငယ်ကုံလွန်လာနဲ့အမျှတူညီတဲ့ပျော်ရွှင်မှုများနဲ့မမျှော်လင့်ထားတဲ့အတွေ့အကြုံများမှတဆင်ချစ်ချင်းမြတ်တာပြန်လည်လန်းဆန်းလာပါလိမ့်မယ်ထိန်းချုပ်လိုတဲ့စိတ်ကိုလွှတ်ချပြီးတော့အခြေရဲ့စမ်းကြဲတဲ့ပြောင်းလဲများကိုလက်ခံမှာလာကုံဆုံးချိန်မှာတော့အနာဂတ်အတွက်စိတ်ရောကိုယ်ပါခိုင်မာတဲ့အုံမြင့်များတည်ဆောက်ရင်လေးနက်တဲ့စကားဝိုင်းများကိုအစဉ်ပြေစွာပြောဆိုနိုင်ပါလိမ့်မယ်ဆက်လက်ပြီးကျမကြီးနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်ဒီလားအစမှာအမြင်သက်ပါတဲ့အစားအစာများနဲ့ probiotic များကိုစားသုံးပေးခြင်းဖြင့်အစာချိတ်စနစ်ကောင်းမွန်စေပါလိမ့်မယ်ယောဂကျင်ခြင်းနဲ့ခန္ဓာကိုယ်အကျော်ချော်ခြင်းတို့ဖြင့်ခါအောက်ပိုင်းနဲ့တင်မဆုံကြွက်သားတင်မာမှုကိုလျှော့ချပါရတဲ့ပြေဝအောင်တောက်သုံးခြင်းနဲ့ပုံမှန်အာဟာရမိဝဲခြင်းတို့ကစွမ်းရည်နဲ့စိတ်ဓာတ်ရှင်းလင်းမှုကိုတည်ငြိမ်စေပါလိမ့်မယ်အိပ်စက်မှုအရေးအသွေးကောင်းမွန်စေရန်ညာဘက်ငြိမ်းချမ်းတဲ့အိပ်စက်မှုလေးထားတွေကိုဖန်တီးပါနားလည်ပိုင်းမှာတကြတဲ့စွမ်းရည်တွေကြောင့်အပြင်ထွက်အားကစားများပြုလုပ်နိုင်တော့လဲဒဏ်ရာမရစေရန်အတွက်အရှိန်ကိုဖြည်းဖြည်းချင်းမြင့်မှာအစာချေစနစ်ကိုကာကွယ်ရန်လက်ဆက်တဲ့ဟင်းသီးရွက်များကိုစားသုံးပြီးပြုပြင်ထားတဲ့အစားအစာများကိုရှောင်ကျဉ်ပါစိတ်ကရင်သူများနဲ့အချိန်ပေးခြင်းကစိတ်ဓာတ်ကိုမြင့်တင်ပေးမှဖြစ်ပြီးတော့နောက်ပိုင်းတွင်လမ်းလျှောက်ခြင်းစပိန်စီးခြင်းတို့ကိုပုံမှန်ပြုလုပ်ပါစကြောနဲ့ပခုံးကြောတင်းမာမှုများကိုလျှော့ချပါအာဟာရပြေဝသည့်အစားအစာများကိုစားသုံးပြီးတတိပတန်ကျင့်စဉ်များကိုလည်းပြုလုပ်ပေးပါခန္ဓာကိုယ်နဲ့စိတ်ဓာတ်ငြိမ်းချမ်းစေရန်အနားယူခြင်းကိုအဓိကဦးစားပေးပါခန္ဓာကိုယ်ရဲ့တောင်းဆိုချက်များကိုကျင်နာစွာတုံ့ပြန်ခြင်းဖြင့်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာမျှတမှုကိုထိန်းသိမ်းပါအခုတစ်ခါမှာတော့ငွေကြေးနဲ့ဗန္ဒာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးခြင်းပါတယ်ဒီလားအစမှာရေရှည်ဗန္ဒာရေးလုံခြုံမှုအပေါ်အဓိကအာရုံစိုက်မှာဖြစ်ပြီးတော့ပင်စင်အစီအစဉ်များနဲ့ယင်းနှိမ့်မုံနှံမှုများကိုလေ့လာရနိုင်ပါတယ်freelance အလုပ်သို့မဟုတ်ပြန်လည်ရရှိသည့်ငွေကြေးများကြောင့်မမျှော်လင့်မဲ့ဗန္ဒာရေးအထောက်အကူရရှိပါလိမ့်မယ်စိတ်လိုက်မှသုံးစွဲခြင်းနဲ့မလိုအပ်တဲ့အသုံးအဆောင်များဝယ်ယူခြင်းကိုရှောင်ခြင်းမှာအကျွေးဆက်ခြင်းနဲ့ credit တိုးတက်အောင်ပြုလုပ်ခြင်းတို့တည်ငြိမ်နေမှာဖြစ်ပြီးတော့ကမ်းလှမ်းမှုများကိုမဆုံးဖြတ်မီတေချာစစ်စစ်ပါနားလည်ပိုင်းမှာပူရဲဗန်စီရင်သို့မဟုတ်စီးပွားရေးကတိကဝတ်များအတွက်ရှင်းလင်းတဲ့အဘောတူညီချက်များပြုလုပ်ရန်လိုအပ်ပါတယ်ပွင့်လင်းမြင်သာမှုရှိဆောင်ရွက်ခြင်းဖြင့်ဗန္ဒာရေးလွတ်လပ်မှုကိုပုံမခိုင်မာစေပါလိမ့်မယ်လားတန်ငယ်ကုံလွန်လာတာနဲ့အများမိမိကျွမ်းကျင်မှုများကိုငွေကြေးအဖြစ်ပြောင်းလဲရန်စက်သက်မှာဖြစ်ပြီးတော့တင်းငယ်တဲ့အောင်မြင်မှုများကိုလည်းရရှိပါလိမ့်မယ်သုံးဆွဲမှုမလွန်ကဲစေရန်တတိပြုပြီးတော့စုဆောင်းငွေပန်းနိုင်များကိုစနစ်တကျသတ်မှတ်ပါမိသားစုသို့မဟုတ်မိတ်ဆွေများလက်တွေ့ကြတဲ့ငွေကြေးအကြံဉာဏ်များဖြင့်ကူညီပေးနိုင်ပါတယ်။ဒါကုံဆုံးချိန်မှာတော့စာချုပ်စာတမ်းများနဲ့ယင်းနှိမ့်မြုံနှံမှုများကိုတေချာစစ်စစ်ပြီးတော့အရေးပေါ်ရန်ပုံငွေတိစောက်ချင်းဖြင့်ခိုင်မာသောအုံမြင့်ချပါ။ခုတစ်ခါမှာတော့လောက်ကိုင်းတမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်။ဒီလားအစမှာမမျှော်လင့်ထားတဲ့အပြောင်းလဲများကြောင့်တည်ထွင်ဖန်တီးမှုရှိတဲ့ပြဿနာဖြေရှင်းနိုင်စွမ်းများကိုထုတ်သုံးရပါလိမ့်မယ်။ခေါင်းဆောင်မှုခွင့်လန်းများပေါ်ပေါက်လာပါကနှိမ့်ချစွာလက်ခံခြင်းဥပဒေနှင့်ငွေကြေးဆိုင်ရာအသေးစိတ်အချက်အလက်များကိုတည်ထားပါ။လူသားမှုနဲ့ရှင်းလင်းတဲ့ဆက်ဆံရေးပေါ်တိစောက်ထားတဲ့ပူးပေါင်းဆောင်ရွက်မှုအသစ်များကရေရှည်အကျိုးကျေးဇူးပေးပါလိမ့်မယ်။လုပ်ငန်းခွင်တည်ငြိမ်ရေးအတွက်အရင်းမြစ်များကိုစနစ်တကျစီမံပြီးငွေကြေးစစ်ဆေးမှုကိုခိုင်မာအောင်ပြုလုပ်ပါ။နားလည်ပိုင်းတွင်စီးပွားရေးပန်းနိုင်များကိုပြန်လည်စစ်ဆေးရန်နဲ့လိုအပ်သည့်များကိုပြင်ဆင်ရန်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ယုံကြည်မှုတည်ဆောက်ရန်ပါတနာများနှင့်ပွင့်လင်းစွာဆက်ဆံမှာစိတ်လိုက်မှန်မှဆုံးဖြတ်ချက်များကိုရှောင်ကျဉ်မှာကျွမ်းကျင်မှုပုံမထက်မြက်စေတဲ့သင်တန်းများနဲ့ကိုယ်ပိုင်တိုးတက်မှုများမှာယင်းနှိမ့်မြုံနှံမှာလာတန်ငယ်ကုံလွန်လာနဲ့အများအပွင့်လန်းသစ်များရရှိလာမှာဖြစ်ပြီးတော့စနစ်ကျတဲ့အစီအစဉ်များကိုဆွဲပါအသင်းအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ခြင်းအချိန်စီမံခန့်ခွဲမှုတို့ကအောင်မြင်မှုကိုထောက်ပံ့ပေးပါလိမ့်မယ်။နောက်ကုန်ဆုံးချိန်တွင်စိတ်ရှည်မှုညီမှန်းချက်အာယုံဆိုင်မှုတို့နဲ့ကြိုးပမ်းမှာကတည်ငြိမ်တဲ့တိုးတက်မှုများစွာကိုရရှိပါလိမ့်မယ်။အခုနောက်ဆုံးမှာတော့ပညာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်။ဒီလားအစမှာပညာရေးပတ်ဝန်းကျင်အပြောင်းအလဲများကိုလိုက်လျောညီထွေစည်းကြကြဆောင်ရွက်နိုင်ပါလိမ့်မယ်။ဘာသာရေးအသစ်များကိုလေ့လာခြင်းနဲ့အပေါင်းအသင်းများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းတို့ကသင်ယူမှုကိုပုံမထက်မြက်စေပါလိမ့်မယ်။လေ့လာမှုနဲ့အနားယူခြင်းကိုမျှတအောင်ထိန်းသိမ်းခြင်းကအုံနှံကိုလန်းဆန်းပြီးတော့ဆွမ်းအားပြည့်စေပါလိမ့်မယ်။နားလည်ပိုင်းမှာဗဟုသုတများကိုစုစည်းပြီးရှေ့လာမဲ့စီမံကိန်းများနဲ့စာမေးပွဲများအတွက်ပြင်ဆင်ပါ။သင်ယူခဲ့သည့်များကိုစာတမ်းတင်ပြခြင်းသို့မဟုတ်အခြားသူများအပြန်လည်သင်ကြားပေးခြင်းတို့ဖြင့်လက်တွေ့အသုံးချပါ။
ဒါရဲ့ဒုတိယတစ်ဝက်မှာညာရင်ညံသွေးကစိန်ခေါ်မှုသစ်များကိုကြော်လွှားရန်တွန်းအားပေးလာပါလိမ့်မယ်။အုပ်စုလိုက်ဆွေးနွေးမှုများပြုလုပ်ပါသို့တော်တရားမှုရှိစေရန်အကြောင်းအရာတစ်ခုကိုနှဆိုင်စွာလေ့လာပါရှင်းလင်းတဲ့ဗန်းနိုင်များနဲ့အချိန်စရာတို့ကတီထွင်ဖန်တီးနိုင်စွမ်းကိုပညာရေးအောင်မြင်မှုအဖြစ်ပြောင်းလဲပေးပါလိမ့်မယ်။အကုံဆုံးချိန်မှာတော့စီကံရှိတဲ့စာကြည့်အလေးထားများကအလွန်လိုအပ်လာပါလိမ့်မယ်။ခက်ခဲတဲ့ဘာသာရပ်များကိုခွဲခြမ်းလေ့လာပါလိုအပ်ပါကအကူအညီတောင်းခံပြီးလက်တွေ့စီမံကိန်းများပြုလုပ်ခြင်းဖြင့်အောင်မြင်မှုစီကိုတည်ငြိမ်စွာရှောင်လန်းပါဒီလာအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ရဲ့ channel ကနေပြီးတော့လစဉ်လာတိုင်းမှာ12လရာသီပွားများအတွက်တလစာဟောစတဲ့များဆောင်ရန်များကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပေးကြပါရှင်ရှင်လန်းရှင်းပေးကြပါစေရှင်